အမကြီးကမင်းသားစီကိုတောကောက်ခံရပြီးနောက်ကိုဝင်ရလာတော့သူ့နေရာမြဲပေါ်အတွက်မိဘအိမ်ကညမတယောက်ကိုမင်းသားအိမ်တော်စီခေါ်သွားဖို့ဆုံးဖြတ်လိုက်တယ်။အသက်အငယ်ဆုံးဖြစ်တဲ့ကျမကရွေးချယ်ခံလိုက်ရတယ်။သူကကျမကိုလိမ္မာပြီးအားနေတဲ့သူအတွက်အန်ဒရယ်မပေးနိုင်တဲ့ယုံတငယ်လေးလို့ချိန်နေတာပါ။ဒါပေမဲ့ကျမကအမီးဝှက်ထားပြီးအကြံပိုင်တဲ့မြေခွေးမလီဆိုတာကိုသူမသိရှာဘူး။ကျမရဲ့အားနေပြီးအန်ဒရယ်မရှိတဲ့ပုံတွေကအကုန်လုံးဟန်ဆောင်ထားတာချီပဲ။ကျမတို့ညီအမတွေအခက်မဆောင်မှအတူဒူးထောက်နေကြတယ်မင်းသားရဲ့ကျင်ရတော့ချင်းကြီးပြီးဖြစ်တဲ့အမကြီးစုချင်းရုပ်ကိုကြိုဆိုဖို့အတွက်ပေါ့ဒါကသူ့အိမ်တော်ကြပြီးနောက်ဒုတိယအကြိမ်အိမ်ကိုပြန်လာတာပါပထမအကြိမ်ကမင်္ဂလာအိုးအိမ်ပြန်လဲတဲ့နေ့ကဖြစ်ပြီးသူကတန်ဖိုးကြီးရဲ့ဝတ်စုံကိုဝတ်ဆင်ထားတယ်ဆမင်းမလည်းရွှေစံတူးကြီးနဲ့ကြောမြတ်ရတနာတွေအပြည့်ပန်းထားပြီးလောကဝိမှာတော့ဧကရတ်မင်းမြတ်ကိုယ်တိုင်ချင်းမြင့်ထားတဲ့ကြောက်စင်းလက်ကောက်ကိုဝတ်ဆင်ထားတယ်စကားပြောရင်မောရဲနဲ့တွတ်ကာဝင်စကိုမပေးနေတဲ့စတုထအမကိုရွှေစတိုးတချုံဆွဲနှုတ်ပြီးစူးချလိုက်တယ်အဲ့ဒီစံထိုးကကျမတို့ညီအမတွေနှစ်ပေါင်းများစွာဝတ်ဆင်ဖို့လက်ဝဲရတနာစရိတ်နဲ့ညီများတယ်အမကြီးကကံကောင်းတာပဲငငယ်ကလေးကမင်းသားနဲ့ရင်းနှီးခဲ့တယ်လို့ကြားတယ်ဒါမှမဟုတ်ရင်ကျမတို့လိုကုန်တယ်မိသားစုကမင်းသားအိမ်တော်ကိုဘယ်လိုလုပ်ပြီးလှမ်းမိပါမလဲစိတ်တူတာအမကရွှေစံတော့ကိုမြတ်နိုးကိုင်တော်ရင်ပြောလိုက်တယ်အမကြီးရဲ့အိမ်ထောင်ရေးကအိမ်သမီးတွေကိုတော်ဝင်မိသားစုရဲ့စိန်ကြကြနေထိုင်မှုတွေကိုမြင်တွေ့ခွင့်ရစေခဲ့တယ်ဒါကြောင့်ဒီတစ်ခေါက်အမကြီးကိုဝင်ရလာတော့သူ့နေရာမြဲဖို့အိမ်တော်ကိုခေါ်သွားမဲ့သူတယောက်ကိုရွေးချယ်ချင်နေတာပါညီအမတွေအားလုံးမှာမင်းသားအိမ်တော်ကိုဝင်ခွင့်ရဖို့ဒီအခွင့်အရေးစုကိုက်ချင်နေကြတယ်မရငယ်ဖြစ်တောင်ကျင့်တတ်ကြတယ်ကျမတယောက်ထဲကတာနေတိုင်းစားလိုက်တောက်လိုက်နဲ့ကလေးရင်ဖုံးလေးတစ်ခုကိုပဲနေတိုင်းအားတုန်ခွန်စားချိုးလို့နေခဲ့တယ်စူးချင်းယောကတက်ခိုကောင်းဆန်ကီရက်ဆက်တဲ့မြင်းသားရဲ့အချစ်ကိုဘသူ့ကိုမှအခွဲမခံဘူးဆိုကျမကောင်းကောင်းသိတယ်သူကကျမတို့ကိုနေရုပ်လေးတွေလိုသဘောထားတာပါမင်းသားကအခြားမိန်းမတွေရဲ့ပြုစုမှုကိုမခံနိုင်တဲ့အခါကျမတို့ကိုအစားထိုးဖို့အတွက်ပါသူကလေးမွေးပြီးသွားရင်ကျမတို့ကိုအိမ်တော်မှာဆက်ထားမှာမဟုတ်ပဲအကြောင်းပြချက်တစ်ခုခုနဲ့နှင်းထုတ်ပြန်မှာတေချတယ်ဒါကြောင့်သူလိုချင်တာကရုပ်ရည်အေးချဲတာမန်လောက်တာရှိပြီးတက်တီနဲ့ကချဲလေရလွယ်မဲ့သူမျိုးမှာဥပမာကျမတို့သူရှေ့မှာဆောင်ဖြတ်နေတဲ့ကျမလိုမျိုးပါအမကြီးကအလဲမှာထိုင်နေပြီးသူဘေးမှာတော့ဟာရပြီးပြုံးရွှေနေတဲ့သူတွေကြီးပါပဲဒါပေမဲ့တိုးမင်နာကတိမကောင်းလာဘူးစောစောကမှညီအမတွေကသူတို့ရဲ့ sense စစ်တူရင်စာရေးပန်းချီစွမ်းရည်တွေကိုအစွမ်းကုန်ပြသထားကြတာကိုသူ့အမြင်မှာတော့ဒါတွေကချင်းချမှုတွေပါပဲသူကတင်းမာတဲ့မျက်နှာနဲ့ကပတ်ဝေကြည့်လိုက်ပြီးနောက်ဆုံးမှာသူ့အကြီးတွေကကျမစီရောက်လာတယ်ရှောင်းကျွန်းနဲ့ဘာပြင်ဆင်ထားလဲကျမကကျမကိုယ်တိုင်ချုပ်ထားတဲ့ကြားပေါက်ကလေးပုံကလေးရင်ဖုံးပါတဲ့လက်ဆောင်ဘူးလေးကိုတတိထားပြီးလမ်းပေးလိုက်တယ်ဒိုကိုမကြည့်ရပဲကားငုတ်ထားကအင်ဂျီလက်စ်ကိုတင်းတင်းဆိုပြီးကြောက်ရွံ့တဲ့ဟန်နဲ့ပြောလိုက်တယ်ဂျိုအားကအမဒီလိုမတော်ပါဘူးအချုပ်ပညာလေးပဲနည်းနည်းပါးပါးတတ်တာပါစူချင်းယိုကကရင်ဖုံးလေးကိုယူကြည့်ပြီးသူ့မျက်နှာပေါ်မှာအနှဲငယ်ကျင်းသွားတဲ့အရေးအယောင်ပေါ်လာတယ်သူကပြုံးပြီးမဖောင်းကားသေးတဲ့သူ့ရဲ့ပိုက်ကိုငုံကြီးကပုတ်တက်နေလိုက်တယ်